မင်းကလေးတယောက်ကသူထေးကြီးတယောက်ကိုအဆောက်အဦပေါ်ကနေတွန်းချလိုက်တော့လမ်းပေါ်ကလူငယ်လေးကခုန်တက်ပြီးအောက်ကိုပြုတ်ကျလာတဲ့အမျိုးသားကိုဖမ်းကယ်လိုက်ပါတယ်ညီလေးကျေးဇူးအများကြီးတင်ပါတယ်ဥက္ကဋ္ဌကျိုးဘာမှမဖြစ်ဘူးနော်ငါဘာမှမဖြစ်ဘူးညီလေးစောစောကငါ့ကိုကယ်ပေးတာကျေးဇူးပါပဲမင်းဒီမှာရောက်နေတာရက်တော်တော်ကြာနေပြီဘာကိစ္စရှိလို့လဲကျွန်တော်ချစ်သူကိုလာရှာတာပါသူ့နာမည်ကျိုးတော်ထုံးပါခင်ဗျားတို့ဒီဇိုင်းဌာနမှာအလုပ်လုပ်ပါတယ်ဥက္ကဋ္ဌဒီကိစ္စတကားဝမှာပြောဖို့အဆင်မပြေဘူးလွန်ခဲ့တဲ့တလမောင်လေးနဲ့ဒီမှာထိုင်နေတာရက်တော်တော်ကြာပြီဘာလို့မလို့လဲအမကျွန်တော်ပြစ်နာရှာတာမဟုတ်ပါဘူးလူတယောက်လာရှာတာပါလူလာရှာတာဟုတ်လားဒါပါနေရလဲမင်းတည့်ရလားခြံကွန်ရနာဆိုင်ပါဖြစ်ကတဆန်မိသူမဆိုဝင်လို့ရတဲ့နေရာမဟုတ်ဘူးကျွန်တော်သိပါတယ်ကျွန်တော်ချစ်သူကအထဲမှာဒီဇိုင်းဌာနမှာအလုပ်လုပ်တာပါကျွန်တော်ရေးကြီးကိစ္စရှိလို့လာရှာတာပါမင်းချစ်သူနာမည်ပါလဲရွှေလျော့ထုံးသူ့နာမည်ရွှေလျော့ထုံးပါမင်းတကယ်အလုပ်သမားရဲ့မိသားစုဆိုရင်ဖုန်းဆက်ပြီးထွက်ချုပ်ခိုင်းလိုက်ရင်ပြီးရောမဟုတ်ဘူးလားနေ့တိုင်းဒီလိုဝစားပြီးတကားဝမှာထိုင်နေတာပါတဘောလဲသူ့ဖုန်းဆက်လို့မရလို့ပါဖုန်းဆက်လို့မရရင်လည်းမင်းဖေမပေးပဲနေဦးမလို့လားငါပြောလိုက်မယ်ထပ်မသွားရင်လုံခြုံရေးခေါ်လိုက်တော့မယ်နော်ဘာဖြစ်နေတာလဲတကားဝမှာဆူဆူညံညံနဲ့ဥက္ကဋ္ဌကျိုးဒီကောင်လေးနေတိုင်းတကားဝမှာဝဲလေလုံနေတာနင်းထုတ်လို့လည်းမရဘူးပြစ်နာလာရှာတာလားမသိဘူးညီလေးမင်းဘသူ့ကိုရှာတာလဲကျွန်တော်ချစ်သူရွှေလျော့ထုံးကိုရှာတာပါသူခင်ဗျားတို့ဒီဇိုင်းဌာနမှာအလုပ်လုပ်ပါတယ်ကျွန်တော်ရေးကြီးကိစ္စရှိလို့ပါဥက္ကဋ္ဌဒီကိစ္စတကားဝမှာပြောဖို့အဆင်မပြေဘူးခင်ဗျားသူ့ကိုသိတယ်မလားကျွန်တော်ကိုသူ့ကိုခေါ်ပေးလို့ရမလားကျွန်တော်မေးဆေးရုံမှာခွဲစိတ်ဖို့စောင့်နေတာကျွန်တော်သူ့ကိုမထင်မနေတွေ့ရမယ်လက်ထောက်ချံပြောစရာရှိတာပွင့်ပွင့်လင်းလင်းပြောဥက္ကဋ္ဌကျိုးရွှေလျော့ထုံးကဒီဇိုင်းဌာနရဲ့ပြင်မဝန်ထမ်းပါတာအပြင်တခင်လေးချီမင်းရဲ့စစ်ဆက်ထားသူလည်းဟုတ်ပါတယ်နောက်လာစစ်ဆက်တော့မှာကိုကုမ္ပဏီတစ်ခုလုံးတည်ကြပါတယ်မင်းပါပြောလိုက်တယ်ဒါကုမ္ပဏီတစ်ခုလုံးတည်ထားတဲ့ကိစ္စပါမဖြစ်နိုင်တာကျွန်တော်နဲ့လျော့ထုံးကငယ်သူငယ်ချင်းတွေပါတွဲလာတာ10နှစ်ရှိပြီငယ်ငယ်တည်းကအတူတူကြီးပြင်းလာတာပါမင်းလူမားတာမဟုတ်ဘူးလို့တေချာလားနမေတူလူတူတွေအများကြီးရှိတယ်ကြည့်ပါဦးဒါသူ့ပုံပါကျွန်တော်တို့ရွာထွက်ပေါက်မှာရိုက်ထားတာသူအမှန်ပဲသူကျွန်တော်ကိုကိုယ်တိုင်ပြောခဲ့တာပါမြို့မှာခြေကိုရရင်ရွာပြန်လာပြီးကျွန်တော်နဲ့စစ်ဆက်မယ်လို့ပြောခဲ့တာပါသူအလုပ်ဝင်တာ3နှစ်ရှိပြီရွာမှာချစ်သူရှိတယ်လို့တခါမှမပြောဘူးဥက္ကဋ္ဌကျွန်တော်ကိုသူ့စီဆက်သွယ်ပေးပါကျွန်တော်လူချင်းတွေ့ပြီးမေးစရာရှိတာမေးလိုက်ပါရစေမေးပြီးတာနဲ့ကျွန်တော်ထွက်သွားပါမယ်ကောင်းပြီငါသူ့စီဖုန်းဆက်ပေးမယ်ဒါပါကိစ္စလဲဆိုတာငါလည်းသိချင်တယ်လျော့ထုံးမင်းမျက်စိတော်တာပဲငါစစ်ဆက်ပွဲနဲ့ဝတ်ဆောင်နဲ့ကွက်တီပဲရှင့်ကိုမကောင်းပေးရင်ဘသူ့ကိုကောင်းပေးရမှာလဲနောက်လက်ကြရင်ရှင့်ကကျမရဲ့စစ်ဆက်ထားတဲ့ခင်မုန်းဖြစ်လာတော့မှလေရှင်းကြိုက်တယ်ဆိုရင်ဘလောက်ပဲကြက်ကြက်တန်ပါတယ်ဒါဆိုစကားပြန်မပြင်ချင်းတော့ရှင့်ကိုယူရတာကျမကန်ကောင်းတာပါဘာလို့နောင်တရမှာလဲဟယ်လိုဥက္ကဋ္ဌကျိုးရွှေလျော့ထုံးမင်းပဲမှာလဲချီမင်းနဲ့အတူစစ်ဆက်ပွဲအတွက်ကျေးတီးရနေတာပါဘာဖြစ်လို့လဲဟင်ဥက္ကဋ္ဌကျိုးကုမ္ပဏီကိုချက်ချင်းပြန်လာခဲ့အရေးကြီးတာရှိတယ်ဟုတ်ကျမချက်ချင်းလာခဲ့ပါမယ်ချီမင်းကုမ္ပဏီမှာအရေးကြီးကိစ္စရှိလို့ကျမခဏပြန်သွားရမယ်ဘာဖြစ်လို့လဲမျက်နှာလဲမကောင်းပါလားငါလိုက်ပို့ပေးမယ်မလိုပါဘူးရှင်အိမ်ရင်ပြန်နဲ့ကျမကိစ္စပြီးတာနဲ့ပြန်လာခဲ့မယ်တကယ်ဘာမှမဖြစ်တာလားငါ့ကိုမဖုံးကွယ်နဲ့နော်စိတ်အေးထားပါကိစ္စသေးသေးလေးပါချင်းကျွန်တော်မဖြစ်နိုင်ပါဘူးသူကုမ္ပဏီကိုဘယ်လိုလုပ်ရှာတွေ့မှာလဲ